ဘိုးတော်ကဗမာဇတ်တစ်ဆက်ကရှမ်းပြည်သွားပြီးကရှမ်းကြီးတဲ့အမှန်ယူသားတာကိုရှမ်းလူမျိုးများအတော်မှာရွာမှာကဗမာဇက်ကတည်တဲ့အတိုင်းပဲရွှေဥကြားချီတဲ့အခါညဇတ်ထုတ်ကမရွှေဥကရကန်းလေးခတ်ကိုရင်မောင်ကလည်းတစ်ဖောင်သွားချမရှိဘူးလင်ကမင်းကြီးမင်းလေးရောက်လာပြီးတော့မရွှေဥရေလှလိုက်တာကွယ်မင်းကငါတို့မြတ်တာရှိတဲ့ဟဲ့ဘာညာလို့တော့ဩကျမကာမပန်းနဲ့ပါရှင့်ကျမယောက်ျားကိုရင်မောင်တော့စစ်ခုတ်သွားတော့ကျမအပြိုမဟုတ်ပါဘူးဟာအပြိုမဟုတ်လေဒီလောက်လှတယ်မိမတို့ကြိုက်တယ်ကွယ်ကြိုက်လို့မရပါဘူးရှင့်မရွှေကလက်မခံသစ္စာရှိတယ်အမျိုးသမီးဘယ်သူမှပြောမရတော့မင်းကြီးမင်းလေးကကြားနဲ့တိုက်တော့မရွှေဥရကန်းစင်ပတ်ပြီးပြေးကြားလည်းအတင်းလိုက်ကြိုက်မရွှေဥကြိုက်မရွှေဥကလည်းမိလူမိခင်လေးပတ်ပြေးနောက်တော့မလွတ်ဘူးကြားပါစားထက်ရောက်တော့မရွှေဥသေးတော့မှပိဿကလည်းရှမ်းတွေကလည်းကြည့်အဲ့ကြောင့်မှလူရှင်တော်တွေနဲ့3-4ယောက်ကဖလားကြီးတွေကန်ပြီးတော့ပွဲကြည့်ပေးတတ်တယ်စင်းမရွှေဥတော့သေးပြီမနဲ့စွန်းကျွေးဖို့ရဟန်း၅ပါးစွန်းကျွေးဖို့လှူကြပါအောင်ဆိုတော့ရှမ်းကြီးတွေကမျက်ရည်တွေလည်းကြတော့တို့ရွာရောက်မှဖြစ်ရဒီမွှေဥလေဟိုးထဲ့ပေါ့ကွာတန်ခါစွန်းကျွေးတဲ့ကိစ္စလှူရမှာပေါ့ဟာ